ဒီနေ့မှာတော့ခေါင်းလေးတစ်ယောက်ဟာလမ်းလျှောက်လာရင်ထူးဆန်းတဲ့အသီးတစ်လုံးကိုတွေ့လိုက်ရတယ်။သူကနည်းနည်းလောက်ဂိတ်စားကြည့်ရမှာအရသာရှိလို့အံ့တော်သွားတာပေါ့။အဲ့လာကိုဝက်ဝင်ကြီးကမြင်သွားပြီးအသီးကိုချက်ချင်းလူယူကအားရပါရဝါမျိုးပါလေရော။မြောက်ကလေးလေးရောက်လာပြီးဝင်စားပြန်တယ်။အသီးလဲကုန်သွားရောအားလုံးကဒါဟာသူတို့တက်တက်မှာစားဘူးသမျှအကောင်းဆုံးရပဲလို့တညီတညွတ်တဲ့သဘောတူလိုက်ကြတယ်။အခုတော့ခေါင်းလေးရဲ့လက်ထဲမှာအစီတစီပဲကျန်တော့တာပေါ့။သူတို့အားလုံးကဒီအစီကိုစိုက်ပြိုးပြီးအပင်ကြီးလာရင်တော့ဒီလိုအလွန်ကောင်းတဲ့အသီးတွေကိုအမြဲတမ်းစားရတော့မယ်လို့တွေးမိကြတယ်။ဒါနဲ့ပဲအစီကိုပန်းအိုးထဲမှာစိုက်လိုက်ကြတာပေါ့။အန်တော်စရာကောင်းတာကချက်ချင်းဆိုသလိုပဲအပင်ပေါက်လေးထွက်လာပါတယ်။နောက်ကျနေ့မနေ့ကောင်းလေးနိုးလာပြီးအပင်ကိုသွားကြည့်တဲ့အခါမှာတော့အလန့်တကြားချသွားရတယ်။အပင်ကအကောင်ကြီးနဲ့ပါးစကြီးပါတဲ့ပန်းပင်ကြီးတစ်ပင်ထဲကြီးထွားနေလို့ပါ။ပို့ပြီးအန်တော်ဖို့ကောင်းတာကအဲ့ဒီအပင်ဟာသူ့စိတ်နဲ့သူ့လုံရှားနေပြီးကောင်းလေးကိုသူ့သခင်လိုတတ်မှတ်ထားတဲ့ခွေးပေါက်လေးတစ်ကောင်လိုပြုတ်မှုနေတာပါပဲ။နောက်ရက်တွေမှာလည်းအားလုံးကဝိုင်းဝိုင်းကရုစိုက်ကြလို့အပင်ကြီးဟာတဖြည်းဖြည်းပိုကြီးလာပြီးအနားကိုလာသမျှချင်းတွေပိုးမွားတွေကိုဖမ်းယူစားတော့ပြပါတယ်။ဒါပေမဲ့သူတို့တွေတိကျတွေကိုဖယ်ပြီးတေးသေးချာချာရှာဖွေကြည့်တဲ့အခါမှာတော့အသီးတစ်လုံးမှမတွေ့ရလို့အားလုံးစိတ်ဖြစ်လက်ဖြစ်နဲ့ထွက်ခွာသွားကြတော့တယ်။နောက်တစ်ချိန်ကောင်းလေးကအပင်ကိုရေလောင်းဖို့ရောက်လာတဲ့အခါမှာတော့မြေကြီးပေါ်မှာအသီးနှလုံးပြုတ်ချနေတာကိုအံ့သောစွာတွေ့လိုက်ရတယ်။ဝဝင်ကြီးကလည်းဝမ်းတာအားရပြေးလာပြီးတလုံးကိုချက်ချင်းကောက်စားပြလိုက်တယ်လို့ကောင်းလေးကလည်းကျန်တဲ့တလုံးကိုခံမြန်ပဲစားပြလိုက်တယ်။ဒီတော့မြောက်ကလေးအတွက်ဘာမှမကြံတော့ပဲသူခရားစိတ်မကောင်းဖြစ်ပြီးကြံခဲ့ရတာပေါ့။အဲ့ဒီအချိန်မှာပဲကျမတကောင်ကပါးဆက်ကြီးပန်းနေနားကနေဖြတ်လျှောက်သွားတယ်။အပင်ကြီးကလမ်းပြီးတော့တလုတ်တဲနဲ့အမိအရာမျိုးချလိုက်ပါလေရော။အဲ့ဒီနောက်မှာတော့အပင်ကြီးကချက်ချင်းပဲစွန့်ပစ်ဖြစ်စီမစင်တွေကိုစွန့်ချိုးလိုက်ပါတော့တယ်။အနားကနေစောင့်ကြည့်နေတဲ့မြောက်ကလေးဟာဒီအချင်းကြီးကိုမြင်လိုက်ရမှာအမှန်တရားကိုချက်ချင်းသဘောပေါက်သွားပါတော့တယ်။သူတို့အတီးလို့ထင်နေကြတဲ့အရာဟာတကယ်တော့အတီးမဟုတ်ပဲအပင်ကြီးရဲ့အညစ်ကြီးတွေထိနေလို့ပါပဲ။ဒါပေမဲ့နောက်တစ်ချိန်ကောင်းလေးနဲ့ဝဝင်ကြီးပြန်ရောက်လာပြီးမြေကြီးပေါ်မှာအတီးတွေကိုထပ်တွေ့တဲ့အခါမှာတော့ဘာမှမသိရှာပဲအရင်ကလိုပဲအားရပါရပြီးကောက်စားကြပြန်ပါတော့တယ်။